ကျွန်တော်90လောက်တော့ရှိပါတယ်ကိုဟုတ်ကျွန်တော်90နဲ့ကျွန်တော်ဒီအော်စပူတပင်အဖွဲ့ကိုလက်ပတ်နေပါဟုတ်အဖွဲ့အစည်းကတော့အဖွဲ့အစည်းစိတ်ဓာတ်ပေါ့လေနော်ကျွန်တော်တို့ဒီတူးတယောက်တည်းလောက်တာမဟုတ်တဲ့အတွက်အားလုံးကစီစီလုံးလုံးနဲ့တယောက်ကိုတယောက်ဖေးမှပြီးတော့ရိုင်းပင်းပြီးတော့မိသားစုလိုသွားမှသာဒီအဖွဲ့ကလည်းအောင်မြင်တာပေါ့လေကျွန်တော်အခုလိုမျိုးလေးကပြခွင့်ရတယ်အလုံးလုံးခွင့်ရတယ်ဆိုတော့လေကျွန်တော်နောက်မှာကျွန်တော်ဝိုင်းပြီးတော့ support ပေးနေကြတယ်ကျွန်တော်မိသားစုတွေရှိလို့ပါဟိုတာမန်ထက်တော့ပို့ပြီးတော့ပြင်ပန်းပါတယ်ကိုဟုတ်ရှမ်းတော်ဆိုရင်အောင်စုံနာဆိုကိုင်းလွယ်ထာဝရရှိပြအိုရမချမ်းရေးစေအိုပီတို့မိမများကာဝလည်းနေကရောင်းချောင်းစေဒူနီပြုတ်ကိုစီဒူနီလောက်ကိုစီငယ်ရွယ်တဲ့အခါမှာတော့ရုပ်ရည်ဆိုတာကတော့ချစ်စပွဲပေါ့လေနော်ဒါပေမဲ့အတိုင်းအတာတစ်ခုရောက်တဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာပညာနဲ့သွားကြရတာကိုကျွန်တော်ကတော့အဓိကကတော့ပညာကို focus ထားပါတယ်ကျွန်တော်လေ့လာတဲ့စီးပူးတယ်အခုဒီလဲစီးပူးစေတင်ယူနေစေဖြစ်တဲ့အတွက်ဒီရုပ်ရည်ပုံမှာအပေးနေကြတဲ့မိသားစုများအားလုံးကိုလည်းကျေးဇူးများကြီးလည်းတင်ပါတယ်ပြီးတော့ကျွန်တော်အမှုပညာတွေကိုလည်းဝေဖန်ပေးပါအကဲဖြတ်ပေးပါသင်ကြားပေးပါလို့လည်းကျွန်တော်ပြောချင်ပါတယ်ဝီကြီးအတွက်နဲ့ဒီအလုပ်ကိုဦးစားပေးပြီးလုပ်တာမဟုတ်ပါဘူးကျွန်တော်ရဲ့ဝါသနာပြီးတော့ဒီအမှုပညာပေါ်မှာဇက်တပင်ပေါ်မှာချစ်တဲ့စိတ်ကိုဝါသနာရင်းခံပြီးကျွန်တော်အကောင့်ထဲပေါ်တာပါကျွန်တော်စီးပွားရေးကြောင့်လုပ်တာမဟုတ်ပါဘူးရုံကွဲလောက်အောက်ထိကိုစီနီယာကြီးတွေကိုအားပေးခဲ့တဲ့ပုံစံမျိုးအဲ့လောက်ထိတော့ကျွန်တော်မကြုံတွေ့ရသေးပါဘူးဟုတ်ကျွန်တော်အများကြီးလိုပါသေးတယ်